တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုအောက်တိုဘာလအတွက်တလတာဟောစရမ်းကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာတနင်္ဂနွေသားသမီးမိတ်ဆွေပေါင်းတို့အနေနဲ့စိတ်လေးစိတ်မောတရားတွေဆုံးဖြတ်အခက်တဲ့ကိစ္စတွေကြုံတွေ့လာနိုင်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအလုပ်ပြောင်းလဲတွေနေရာပြောင်းလဲတွေကြုံတွေ့ရနိုင်တဲ့ကာလဖြစ်ပါတယ်မိမိကိုယ်တိုင်လည်းလက်ရှိနေတဲ့နေရာအလုပ်စတာတွေမှာမပျော်ပိုက်ဖဲနဲ့ဖြစ်နေတတ်ပါတယ်အလုပ်ထွက်ခြင်းနေမယ်အလုပ်ပြောင်းခြင်းနေမယ်ဖြစ်နိုင်ရင်တော့မပြောင်းသေးတာပို့ပြီးတော့မှကောင်းပါတယ်ခင်ဗျာပြောင်းမိရင်လည်းနောက်ပြောင်းတဲ့အလုပ်မှာမိမိကစိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်နောက်ပြီးတော့မိတ်ဆွေကောင်းဆရာကောင်းတွေထူးထူးခြားခြားတွေ့လာနိုင်တဲ့ကာလဖြစ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ပုံကိုယ်တွေဘာသာရေးဆိုင်ရာပစ္စည်းတွေမိမိအိမ်ကိုထူးထူးခြားခြားရောက်ရှိလာတတ်ပါတယ်ဖျားပုံတော်တွေအထူးသဖြင့်မဟာမြတ်မုနိပုံတော်ဒါမျိုးတွေဝင်လာတယ်ဆိုလို့ရှိရင်တော့မိမိအတွက်အင်မတန်မှကံစားတာကောင်းတဲ့နမိတ်ဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာမိမိတေချာပေါက်ရမယ်ဆိုတဲ့ငွေတွေကအကြောင်းမျိုးမျိုးနဲ့မရဘဲနဲ့ထင်ငေါ်နေတာကြံ့ကြာနေတာလွဲချော်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိမထင်ထားတဲ့စီကငွေကြေးလုံးရင်းဝင်လာနိုင်တဲ့ကံလည်းရှိနေပါတယ်ခင်ဗျာအဲဒီတော့ထီတို့ဘာလို့လဲထိုးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပေါ့နော်သတိပြုရမှာသူတို့ဘာငွေတွေပါတယ်ချင်းငှမိတယ်ဆိုရင်ဒီကာလမှာဆုံးပါတတ်ပါတယ်ဒါကြောင့်မို့လို့ငွေကြေးမြဲမြဲဆဆချင်းငှတာမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့မှတအားရေးကြီးတဲ့ကိစ္စမျိုးတွေလုပ်တာမျိုးတွေဒီကာလမှာရှောင်ကျဉ်သင့်ပါတယ်နောက်ပြီးတော့မိမိမရောက်ဘူးတဲ့ရက်ဒေတာမျိုးတွေကိုလည်းခရီးတွေပါတယ်သွားတတ်တဲ့ကာလဖြစ်ပါတယ်အဖို့ခရီးမျိုးလည်းဖြစ်နိုင်ပါတယ်အထူးသဖြင့်ကိုယ်အတွက်ကြိုးပေးမဲ့ခရီးတွေဘာသာရေးနဲ့ပတ်သက်တဲ့ခရီးတွေဖျားဖို့ခရီးလိုဟာမျိုးတွေထူးထူးခြားခြားသွားရနိုင်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက်မကြီးပဲမထင်မှတ်ဖဲနဲ့ဖိုးတန်တဲ့စစ်ပစ္စည်းစိန်ခံပစ္စည်းစတာတွေဝင်လာနိုင်ပါတယ်ဝင်ရင်လည်းအကျိုးပေးပါတယ်နောက်ပြီးတော့သတိပြုရမှာမိမိအိမ်မှာရှိတဲ့မိလျှက်ဆက်စတာတွေသတိပြုတဲ့ကာလဖြစ်ပါတယ်ဓာတ်လိုက်တာလျှော့ဖြစ်တာမတော်တဆထိခိုက်တာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက်တာသမီတွေပါတယ်ရှိတယ်ဆိုရင်တော့သူတို့အတွက်စိုးရင်တော့ကညာတတ်ပါတယ်နောက်မိမိပိုင်နဲ့ရွှေစတဲ့ပုဒ်ဟုနဲ့ပစ္စည်းမျိုးတွေထွက်တတ်တဲ့ပြစ်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအိမ်နွေးရဲ့အိမ်နောင်ရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာတယောက်နဲ့တယောက်စိတ်တော်ရာကွဲတာမကြာခဏဆွဆွပူပူဖြစ်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့တအားကြီးဆွဝါးဝါတော့မဟုတ်ပါဘူးအခြေနှလုံးသားရေးရနဲ့ပတ်သက်ရင်တော့အခက်အခဲလေးတွေရှိတတ်ပေမဲ့လို့ပြန်ပြီးပြည်လည်မှုရသွားမယ်အဆင်ပြေသွားမယ်စိုးရင်စရာမလိုဘူးပေါ့နော်နောက်ပြီးတော့အကျိုးပေးတဲ့အယောင်ကတော့အဝါရောင်ရွှေရောင်စတာတွေဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍတွေကတော့ငါးကဏ္ဍခွန်ကဏ္ဍဖြစ်ပါတယ်ခင်ဗျာဒီကာလမှာကံစတာအညံ့ခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ပြုလုပ်ရမယ့်ရရာကတော့ဇာတပရိနိမနဲ့စောစောမှာမိမိရဲ့အိမ်ဖျားမှာရွှေပကံများထဲမှာနွားနို့၄ခွက်ထည့်ပြီးတော့မှကတ်လူပူဇော်ပြီးတော့ဆုတောင်းရမှာဖြစ်ပါတယ်ခင်ဗျာ